ဒုက္ခရစရိယာကျင့်တော်မူသောနေရာလူများချက်ကတော့မြင်တဲ့အတိုင်းပါပဲဒုက္ခရစရိယာကျင့်တော်မူသောနေရာဒါမြတ်ဗောဓိအဖွဲ့မှဆရာဟုဧည့်သည်တော်များပဲဖြစ်ပါတယ်အဆိုတော်ကြီးဒီခါတော့အဆိုတော်ပဲခေါ်တော့မယ်လောလောဆယ်ဆယ်တော့လူများလွန်းလို့ခဏတစ်ဖြုတ်နားယူတယ်ဘုရားဘုမဲ့နေရာမြတ်ဗောဓိအဖွဲ့မှမြတ်ဗောဓိအဖွဲ့ရောက်ဖွဲ့ပေါင်းစုံဒီနေ့မှာတစုတစည်းရောက်ရှိလာနေကြပါတယ်ကဲမြတ်ဗောဓိထဲဝင်မယ်မြတ်ဗောဓိထဲဝင်ကြမယ်မြတ်ဗောဓိနေရာယူမယ်